ဆွဲမထားပါနဲ့လှုပ်ပေးလိုက်ပါကိုယ့်ရဲ့နားမှာမနေချင်တော့ဘူးကိုနဲ့မပတ်သက်ချင်တော့ဘူးဆိုတဲ့သူတွေကိုဘယ်တော့မှဆွဲထားဖို့မကြိုးစားပါနဲ့အရာအလုံးကပြောင်းလဲတတ်တဲ့အရာအလုံးကမမြဲဘူးလို့ဘုရားရှင်ကဟောထားတယ်ဒီမမြဲခြင်းအနိစ္စသဘောတရားကိုဆန့်ကျင်လို့မရဘူးဆွဲထားနေအောင်မယ်ဆိုရင်ဆွဲထားနေတဲ့ကာလတော့ဘလုံးမိမိဟာပူလောင်ခြင်းတွေစိုးရိမ်ခြင်းတွေနဲ့ဘဝကိုဖျက်ဆီးရပါလိမ့်မယ်ဘယ်တော့မှငါနာကထွက်ခွာသွားမလဲဘယ်တော့မှငါကိုဆုံးပြတ်သွားမလဲဆိုတဲ့စိတ်နဲ့ဘဝကြီးကိုဖျက်ဆီးနေရပါလိမ့်မယ်ဒါကြောင့်နားမှမနေချင်တော့ဘူးကိုမရှိလဲဖြစ်တယ်ဆိုရင်အဲ့ဒီသူတွေကိုဆွဲထားနေပါတော့နဲ့လွတ်ပေးလိုက်ပါဆွဲထားနေရပြီဆိုကြတဲ့ကကိုနာကရုံးထွက်ခြင်းလို့ပဲကိုကဘယ်လောက်ထိဆွဲထားနိုင်မှာလဲထပ်သွားခြင်းတဲ့သူကတော့တနေ့မဟုတ်တနေ့တနည်းမဟုတ်တနည်းနဲ့တော့ကိုနာကထွက်ခွာဖို့ကိုစူးစမ်းနေအောင်ပါလွတ်ချလိုက်ပါစွန့်လွတ်လိုက်ပါစွန့်လွတ်သွားပြီးတဲ့နောက်ထွက်ခွာသွားပြီးတဲ့နောက်အချိန်တစ်ခုရလာတဲ့အခါကိုယ့်ဘဝကိုပြန်ပြီးတော့တန်ဖိုးထားပါကိုယ့်ဘဝကိုပြန်ပြီးတော့တည်ဆောက်ပါကိုယ့်ကိုယ်ချစ်တတ်အောင်သင်ယူပါကိုနဲ့ထိုက်တယ်တဲ့အရာကတော့တနေ့မဟုတ်တနေ့ကိုယ့်စီကိုမလွဲမသွေရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်ကိုမလိုချင်တော့ဘူးဆိုရင်ပင်ပန်းခံပြီးတော့ဆွဲထားမနေပါနဲ့လွတ်ချပေးလိုက်ပါလွတ်ချပေးလိုက်မယ်ဆိုရင်သူလည်းပဲလွတ်လပ်သွားတယ်လို့ကိုယ့်ရဲ့စိတ်အစဉ်အလာလည်းပဲလွတ်မြောက်ခြင်းတွေကကိုယ့်စီကိုရောက်လာမှာဖြစ်ပါတယ်